ဒီနေ့မှာတော့အသစ်ထွက်ရှိလာတာမကြသေးတဲ့ P90 ရဲ့ gun pay ကိုကျွန်တော်သိသလောက်လိုတိုရှင်းပြပြပေးမှာဖြစ်ပါတယ်။အရင်ဆုံး G တကကို damage ဘယ်လောက်ထွက်လဲဆိုတော့ကျွန်တော်လည်းတူကြည့်လိုက်အောင်ပထမဆုံးအနေနဲ့ကီးရမှာဆိုရင် treacherous 30 long 20 R3 boost 10တွေ့မြင်မှာဖြစ်ပြီးတော့အဲ့ဒီဟာကိုဘာလို့ထည့်ထားလဲဆိုတာကျွန်တော်ရှင်းပြပါမယ်ပထမဆုံးအနေနဲ့ P90 ကဘူဝိုင်း effect ဖြစ်တဲ့အတွက် crit rate နဲ့ crit damage ကိုလိုပါတယ်ဒီနေရာမှာ treacherous 3ကိုဘာလို့အသုံးပြုရလဲဆိုရင် treacherous မှာ sanity ရော့လေ stated damage ကို plus 10% တိုးပေးရမလို့သွေးပြည့်ထက်ပိုပြီးတော့ damage ထွက်ပါတယ်နောက်တစ်ခုအနေနဲ့ long set 2ခုကိုအသုံးပြုတာက massine capacity bonus ကို plus 10% crit rate ကို plus 5% တိုးပေးရကြောင်းအသုံးပြုတာဖြစ်ပြီးတော့နောက်တစ်ခုအနေနဲ့ RD boost ကိုအသုံးပြုရတာကကျွန်တော်တို့က enemy ကို map ထောက်ပြီးပြင်မယ်ဆိုရင်ကျွန်တော်ရဲ့ damage ကို plus 30% တိုးပေးမှာဖြစ်ပါတယ်အဲ့တော့အာမာမှာဘာတွေထည့်ထားလဲဆိုတော့သိလောက်ပြီးထင်ပါတယ်အဲ့တော့နောက်တစ်ခုအနေနဲ့ gun ဒီ armor ရဲ့ mob တွေကိုကျွန်တော်သိသလောက်ပြောပြပေးမှာဖြစ်ပါတယ် gun mob မှာဆိုရင် vulnerability amplifier ကိုအသုံးပြုထားပြီးတော့ဒီလိုအသုံးပြုရတာက boomer effect ကို plus တိုးပေးရကြောင်းအသုံးပြုတာဖြစ်ပါတယ် vulnerability amplifier ကို lunar မဟုတ်ဘဲနဲ့ precision အနေနဲ့သုံးတာကဘာလို့လဲဆိုရင်ကျွန်တော်က weak spot damage ကိုလိုချင်တာမလို့ပါ hammer mob မှာ faithful strike mob ကိုအသုံးပြုရတာက crit rate plus 10% နဲ့ crit damage plus 30% ရရှိရကြောင်းဖြစ်ပြီးတော့ faithful strike ကို lunar အသုံးပြုရတာက gun နဲ့လိုက်ဖက်တဲ့ stated damage နဲ့ crit damage ကိုရရှိရမလို့ပဲဖြစ်ပါတယ် mass mob မှာဆိုရင် target strike ကိုအသုံးပြုရတာက crit rate plus 10% နဲ့ crit damage plus 25% နဲ့ရရှိရကြောင်းဖြစ်ပြီးတော့ target strike ကို violent အနေနဲ့အသုံးပြုရတာက crit damage ကိုလိုချင်တာမလို့ပဲဖြစ်ပါတယ်တော့မှာ quick gun back ကိုအသုံးပြုရတာကဒဏ်ရာနေဆိုင်လိုတွေဝင်တဲ့အခါ enemy ကိုလည်းပြည့်ကျွန်တော်တို့ရဲ့သွေးရလည်းနည်းနေပြီဆိုရင်ဆေးတွက်ကိုထိုးလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့သွေးလည်းပြည့်ကြီးလည်းပြည့်နေမှာဖြစ်ပါတယ်ဒါအပြင် quick damage ကို lunar အနေနဲ့အသုံးပြုတာက crit damage နဲ့ weapon damage ကိုလိုချင်တာမလို့ပဲဖြစ်ပါတယ် pan mod မှာ dash shot ကိုအသုံးပြုရတာက melee weapon မဟုတ်တဲ့ crit hit နဲ့ပြစ်လိုက်မယ်ဆိုရင် crit damage plus 5ကနေ plus 45% ထိတိုးနိုင်မှာဖြစ်ပြီးတော့အားနည်းချက်အနေနဲ့ reload ဆွဲလိုက်ပြီဆိုရင်အဲ့ effect ကရှိတော့မှာမဟုတ်တော့ပါဘူး dash shot mod မှာ blind line ကိုထည့်သွင်းအသုံးပြုရတာလည်း crit damage ကိုလိုချင်လို့ပဲဖြစ်ပါတယ် glove mod မှာ crit amplifier ကိုအသုံးပြုရတာက crit rate plus 10% နဲ့ crit damage plus 15% နဲ့ရတာမလို့ပဲဖြစ်ပါတယ်ဒီနေရာမှာ crit amplifier ကို blind line အနေနဲ့အသုံးပြုတာကအဓိကအနေနဲ့ crit damage ကိုလိုချင်တာမလို့ပဲဖြစ်ပါတယ် boost mod မှာဆိုရင် rush hour ကိုအသုံးပြုတာကကျွန်တော်ရဲ့ HP 10% ကျသွားတိုင်း melee နဲ့ weapon ရဲ့ stated damage ကို plus 4% တိုးပြီးမှဖြစ်ပြီးတော့အလွယ်မှတ်ရမယ်ဆိုရင်ကျွန်တော်ရဲ့သွေးနယ်လေး damage ပို့ပြီးတော့ထွက်လိမ့်ပဲဖြစ်ပါတယ်ဒီနေရာမှာ rush hour ကို violent အနေနဲ့ထည့်သွင်းအသုံးပြုရတာက crit damage ကိုလိုချင်လို့ပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကဘာလို့ crit damage တွေအရင်များနေရလဲဆိုရင် P90 က boomerang effect ဖြစ်တဲ့အတွက် crit damage နဲ့ stated damage ကိုလိုအပ်တာမလို့ပဲဖြစ်ပါတယ်အဲ့တော့အားလုံးပဲ P90 ကိုဘယ်လိုပေးရမလဲဆိုတာအချမ်းပြင်းသိလောက်ပြီးထင်ပါတယ်အဲ့တော့အားလုံးပဲနောက်ပြန်တွေ့ပါမယ်အားလုံးပဲဘိုင်မှာ